ဒါမဲ့နေရာဒီမှာခေါ်ယူသွားဖို့အင်မိုရီရွေးချယ်ထားတဲ့တိုက်စစ်မှုလေးအောင်ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာ။နိုင်ငံအသင်းရဲ့တိုက်စစ်မှာလိုအပ်ချက်တွေရှိနေတယ်ဆိုတော့ပြည်သူများအားလုံးသိထားပြီးကိစ္စတစ်ခုဖြစ်ပါလိမ့်မယ်။နိုင်ငံအသင်းရဲ့အခွင့်အရေးဖန်တီးပေးနိုင်မှုအပိုင်းကအတော်လေးကိုအားကောင်းတဲ့အချိန်မှာပါပါတယ်။လက်ရှိအမပေးစရာထိတ်ကအသင်းတွေကိုကောင်းကောင်းသိချင်နိုင်တဲ့အစွမ်းရှိပါတယ်။ဒါပေမဲ့နိုင်ငံအသင်းရဲ့ဖျားဆူတိုက်စစ်မှုတွေကရရှိလာတဲ့အခွင့်အရေးတွေကိုအပြုံးကျန်းနေကြတာကြောင့်နိုင်ငံအသင်းတွေနဲ့ရတဲ့ကိုယ်တွေများရှိတော့ပဲရတဲ့အမှားတွေများရှိတာဖြစ်လာရပါတယ်။ရတဲ့အမှားတွေများရှိလာရခြင်းကြောင့်နောက်ဆက်တွဲအကျိုးရလဒ်တွေနဲ့အသင်းကမြောက်တဲ့နေရာကိုရောက်ရှိရည်တည်နေရတော့တာပဲဖြစ်ပါတယ်။ဒါကအင်မိုရီလက်ချက်မှာမဟုတ်ပါဘူး။တန်ရရှိစဉ်ကလေးကဒီပုံစံအတိုင်းဖြစ်ပါတယ်။တန်လက်ချက်တော့ကလည်းမန်ယူကအခွင့်အရေးဖန်တီးနိုင်မှုအပိုင်းမှာအားကောင်းတဲ့ပါပါတယ်။တိုက်စစ်ကပြုံးတီးလုံးလုံးကရလက်စိုးတွေနဲ့နမန်းလုံးနေရတာဖြစ်ပါတယ်။အင်မိုရီနဲ့တန်တို့အကြားမှာကွာခြားသွားတဲ့အချက်ကဖြစ်တဲ့ကစားသမားအသင်းအတွက်အကျိုးပြုနိုင်တဲ့ကစားသမားတွေကိုဝယ်ယူတဲ့အပိုင်းဖြစ်ပါတယ်။တန်ကမန်ယူအသင်းရဲ့မွေးတွေကိုအလကားတက်တက်ပြုံးတီးပစ်ခဲ့ပါတယ်။အန်တိုနီခွိုင်လန်ဟိုဒနာတို့လိုကစားသမားမျိုးတွေကိုဝယ်ယူခဲ့တာကြီးကဘလို့မှကိုဖြစ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ဒီကစားသမားတွေကိုဝယ်ယူခြင်းကမန်ယူကစားသမားရဲ့အမေရိကန်တန်ဖိုးတန်2ဆကနေ3ဆလောက်ထိပိုပေးခဲ့ရပါတယ်။အကျိုးဆက်အနေနဲ့အသင်းကဘလို့အပ်တဲ့ငွေကြေးကုန်ကျမှုတွေရှိလာခဲ့ပြီးကုန်ကျသွားတဲ့ငွေကြေးနဲ့ထပ်တူညီတဲ့အကျိုးရလဒ်မျိုးမခံစားခဲ့ရပါဘူး။အင်မိုရီကလက်ရှိချိန်မှာဟွိုင်လန်ကိုကာကွယ်ပြောဆိုမှုတွေပြုလုပ်ပေးနေပေမဲ့တကယ်တမ်းမှာတော့ဟွိုင်လန်ရဲ့ခြေစွမ်းတွေအပေါ်တစ်စက်ကလေးမှအားမရပါဘူး။ဒါကြောင့်ဒါမဲ့နေရာဒီအပြောင်းရွှေ့ကာလမှာအင်မိုရီကနာတော်မီတိုက်စစ်မှုတူလာမဖြစ်မနေဖြည့်တင်းနေပါတယ်။ရက်ဂလီတို့ကလည်းအင်မိုရီရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်အသင်းမှာသိပြီးအသုံးမတည့်တဲ့ကစားသမားတွေကိုရောင်းထုတ်သွားဖို့ကြိုးစားသွားမှာဖြစ်ပါတယ်။ဒီနေ့ကတော့မန်ယူကစားသမား10ယောက်လောက်ထိလာမဲ့နေရာဒီအပြောင်းရွှေ့ကာလမှာအသင်းကနေထွက်ခွာသွားဖို့ရှိနေပါတယ်။အင်မိုရီကတော့သူ့ရဲ့ကစားကွက်နဲ့အံဝင်နိုင်မဲ့ထိပ်တန်းတိုက်စစ်မှုစင်းကိုပြုစုပြီးရက်ဂလီတို့ထံတင်ပြလိုက်ပြီးဖြစ်ပါတယ်။အင်မိုရီရဲ့စင်းမှာတိုက်စစ်မှု4ယောက်ထိပါဝင်နေပါတယ်။ဒီအတွက်ဦးစားပေးအစင်းလိုက်သတ်မှတ်ထားတာကိုလည်းတွေ့ရပါတယ်။အင်မိုရီရဲ့နံပါတ်1ဦးစားပေးကတော့သူ့ရဲ့တပည့်ကျော်စကိုရီတိုင်းစစ်မှုပီတာဂျိုခရက်ဖြစ်ပါတယ်။ဂျိုခရက်ကတော့ချန်ပီယံလိဝင်ခွင့်မရတဲ့အသင်းကိုမလာချင်ဘူးလို့ထုတ်ပြောထားပေမဲ့ဂျော့ခရက်ကိုခေါ်ယူနိုင်ဖို့အတွက်လိုအပ်ရင်အီမိုရီကိုယ်တိုင်မှာဝင်ရောက်လှုပ်ရှားသွားမှာဖြစ်ပါတယ်။အီမိုရီရဲ့ဒုတိယဦးစားပေးကတော့လက်ရှိကာနာဒါဆေးမှာကစားနေတဲ့နာပိုလီတိုင်းစစ်မှုပီတာအိုဆင်ဟန်ပဲဖြစ်ပါတယ်။အိုဆင်ဟန်ကလည်းမန်ယူမှာလာကစားဖို့အတွက်လမ်းဖွင့်ပေးထားတာဖြစ်လို့ဂျော့ခရက်ကိစ္စလာအဆင်မပြေဘူးဆိုရင်အိုဆင်ဟန်ကအသင်းတော်ဆုံးနဲ့အဖြစ်နိုင်ဆုံးရွေးချယ်စရာတစ်ခုဖြစ်ရှိနေပါတယ်။နာပိုလီဘက်ကလည်းဟွိုင်လန်ကိုစိတ်ဝင်စားနေတာကြောင့်မန်ယူကတစ်ချက်ကုန်နဲ့ချက်ပြတ်အနေနဲ့ဟွိုင်လန်အပေါအပိုစုချင်းဆိုတဲ့ပုံစံမျိုးနဲ့ကမ်းလှမ်းသွားဖို့လည်းပြင်ဆင်ထားပါတယ်။အင်မိုရီရဲ့တတိယဦးစားပေးနေရာမှာရှိနေတာကတော့လိုက်စစ်တိုက်စစ်မှုဘက်ဂျမင်ဆက်ကိုပဲဖြစ်ပါတယ်။ဆက်ကိုကအာဆင်နယ်ရဲ့အဓိကပြမဲ့ဆိုပေမဲ့တင်းတော်ရဲ့ငွေကြေးပေးနိုင်မဲ့အသင်းကိုပဲလိုက်စစ်ဘက်ကရောက်ထုတ်သွားမှာဖြစ်ပါတယ်။ဒီချုံကိုထင်ကြလို့လည်းယခုနေရာဒီတော့ကလိုက်စစ်ဟာဆက်ကိုစာချုပ်တက်တဲ့ထပ်တိုးထားတာဖြစ်ပါတယ်။ဒီတော့စလုံးမရနိုင်ဘူးဆိုရင်တော့နောက်ဆုံးရည်ချက်မှုပြင်ဖရန်ဖတ်တိုက်စစ်မှုဟိုကိုအန်ကီထိုက်ကိုအင်မိုရီကရထားပါတယ်။ဒီရထားတိုက်စစ်မှုလေးယောက်တည်းကဘယ်တယောက်ကိုခေါ်ယူနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်သွားရအောင်ပါ။ပြည်သူများအနေနဲ့ကရောဘသူ့ကိုမန်ယူချာစီနဲ့အမြင်တင်မိကြပါသလဲ။ကွန်မန့်ကနေပြောပြခဲ့လို့ရပါတယ်။အစောင်းနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဘောလုံးသတင်းတွေကိုနေ့စဉ်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Daily Sport Page လေးကို Like and Follow လေးလုပ်ပေးထားကြပါဦး။